ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်မြန်မာနိုင်ငံအတွက်အထူးသတင်းကောင်းလေးကိုလာရောက်မျှဝေပေးတာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံတွင်မှနေတဲ့ထိုင်းချက်လီသူတိဝါဒနာရှင်များထိုင်းချက်လီသူတိကိုတစ်ချိန်တစ်ခါမှမပေါသေးဘူးမရသေးဘူးအလေးညာတွေခံထားတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုပိုင်းလေးကိုကြော်မသွားနဲ့ပြီးဆုံးအောင်လေးကြည့်ကြပါဒါကြောင့်လဲဆိုလို့ကျမတို့ပြီးခဲ့တဲ့အပတ်ကမြန်မာနိုင်ငံမှာသူတိကိုတစ်ချိန်တစ်ခါမှမပေါသေးတဲ့သူတွေသူတိရောင်အလေးညာခံထားတဲ့သူတွေကိုမြန်မာနိုင်ငံစော်ဝဲဥက္ကဋ္ဌကနေပြီးတော့မြန်မာပြည်တွင်းမှာရှိတဲ့တတိထိုးစားအဖွဲ့ဝင်ရောက်39ခွန်306ဆိုတဲ့ကဏ္ဍတစ်ခုနဲ့တရားဝင်ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့မြန်မာနိုင်ငံတွင်းမှာရှိတဲ့ထိုင်းချက်လီတတိဝါဒနာရှင်များနော်ခွန်306မှာအဖွဲ့ဝင်ထားတဲ့အဖွဲ့ဝင်ရောက်30အားလုံးအောင်မြင်မှုတွေရရှိသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့အခုလာမဲ့18ရက်ဒေါ်လာ2026မှာလည်းမြန်မာနိုင်ငံမှာဒီလိုပဲတကယ်ဒုက္ခခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့တတိကိုတစ်ချိန်တစ်ခါမှမပေါသေးတဲ့ပြီးခဲ့တဲ့ဘက်ကအဖွဲ့ဝင်ရောက်30ပြည့်စုံလို့ခံမရတဲ့လူတွေကိုဒီတစ်ပတ်အာဆီယံဘက်ကနေပြီးတော့ပြန်လည်ကူညီဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့တတိကဏ္ဍလိုချင်တဲ့မိတ်ဆွေများတတိကဏ္ဍပေါ့ရှင်တဲ့မိတ်ဆွေများဒီဗီဒီယိုပိုင်းလေးကိုကြော်မချင်းနဲ့ရင့်မချင်းနဲ့ပြီးဆုံးအောင်လေးကြည့်။နောက်တစ်ခုဒီဗီဒီယိုပိုင်းလေးကိုအများကြီးပေါ့အောင်တယောက်မြင်တယောက်ပေါ့အောင်အားလုံးကဝမ်းကူညီပြီးတော့ share ထားပေး။ကွန်မန့်မှာမိမိတို့ကြုံတွေ့နေရတဲ့အခက်အခဲလေးကိုတစ်ချက်လောက်မှတ်ထားပေး။နောက်ပြီးတော့ဗီဒီယိုပိုင်းလေးကိုလည်းတယောက်ကို copy လေးနဲ့3ခါလောက်ယူပေးပါရှင်။ဟုတ်ပြီအခုလာမဲ့18ရက်ဒေါ်လာ2026မှာထိုင်းချက်လီတရီကိုတရားဝင်ကူညီပေးမယ်မြန်မာနိုင်ငံစော်ဝဲဥက္ကဋ္ဌဦးထွန်းထွန်းလွင်နဲ့ကျမတို့ဘက်ကနေပြီးတော့တရားဝင်တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်ဒီတစ်ပတ်တော့ကိုဆရာကြီးဘက်ကနေပြီးတော့အဖွဲ့ဝင်ဘဏ္ဍာဦးကူညီပေးမလဲဘယ်လိုကူညီပေးမလဲဆိုတာကိုတိုက်ရိုက်တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျမရဲ့ဗီဒီယိုပိုင်းလေးကိုပြီးဆုံးအောင်လေးကြည့်ပေးပါရှင်မင်္ဂလာပါသမီးရေဆရာကြီးတို့ကပြီးခဲ့တဲ့ဘက်ကခွန်306မှာမြန်မာနိုင်ငံမှာအဖွဲ့ဝင်အယောက်30ကိုကူညီပေးခဲ့ပါတယ်ကွာနော်ဒါပေမဲ့အဖွဲ့ဝင်အယောက်30ပြည့်သွားလို့ကနန်းမရတဲ့သူကိုအခုလာမဲ့18ရက်တလ2026မှာဆရာကြီးတို့ဘက်ကနေနောက်တစ်ချိန်ထပ်မံကူညီပေးသွားမှာဖြစ်ပါတယ်ဆရာကြီးပထမဦးဆုံးပြောချင်တာကဆရာကြီးတို့ကိုဆက်သွယ်မယ်ဆရာကြီးတို့ကိုကနန်းကိုယူမယ်ဆိုရင်ဖုန်းထားရိုက်ဆက်သွယ်ပေးပါဆရာကြီးဖုန်းနံပါတ်က39 955 39နဲ့260ဆိုတဲ့ဖုန်းနံပါတ်ကလေးပဲဖြစ်ပါတယ်ဖုန်းနံပါတ်ကိုတေးသေးချာချာလေးမှတ်ထားပြီးတော့တေးသေးချာချာလေးခေါ်ဆိုပြီးပါဖုန်းနံပါတ်က39 955 39နဲ့260ဆိုတဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်နောက်ပြီးတော့ဆရာကြီးတို့ဘက်ကအခွက်ဝင်ကလူဦးရေအကန့်အသတ်နဲ့ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့လိုချင်တဲ့မိတ်ဆွေတွေပေါက်ချင်တဲ့ဝါသနာရှင်တွေကအခွက်ဝင်လူဦးရေမပြည့်ခင်တော့ဆရာကြီးတို့ကိုဖုန်းတိုက်ရိုက်ခေါ်ဆိုပြီးပါလို့ပြောချင်ပါတယ်ကိုယ်